ရွှေဝယ်ဖို့ဒေါ်လာ100ယူလာခဲ့တာဒါပေမဲ့ဆိုင်မန်နေဂျာကရွှေတန်တယ်သူညကိုတိုက်ရိုက်ပေးတယ်သူကကျွန်တော်ကိုလေးစားစွာကြိုးဆိုပြီးရွှေဝယ်ဖို့ပြန်လာဖို့ဖိတ်ခေါ်ခဲ့တယ်3ရက်လောက်ပဲရှိသေးတယ်ကျွန်တော်ကအရန်ဆင်းရဲလို့ထမင်းတောင်မဝယ်နိုင်ဘူးဒါကြောင့်ဖះတဆူရဲ့ရုပ်တုကိုရခဲ့တယ်အဲ့ဒါကိုအရန်ကြောက်ခဲ့တယ်အဲ့ဒီလိုတန်ရှင်းစင်ကြဲတဲ့ဖះတဆူဟာကျွန်တော်ရှိမောက်ကိုချက်ချင်းပေါ်လာတယ်သူ့ကိုစကားမပြောခိုင်းပဲအတန်နဲ့ပြောလိုက်တယ်ကျွန်တော်ကတင့်ကို10နှစ်တောင်ယုံကြည်ခဲ့တယ်ဒါပေမဲ့ပိုပြီးဆင်းရဲလာခဲ့တယ်ဒါကိုကြားတော့ဖះတဆူကဘာကြီးကကျွန်တော်ကိုတစ်ချိန်တည်းကူညီဖို့ဆုံးဖြတ်ခဲ့တယ်ကဘာကြီးကချက်ချင်းပဲပြင်းထန်တဲ့ပြောင်းလဲမှုကြီးနဲ့ကွယ်ပြောက်သွားတယ်ပစ္စည်းအလုံးရဲ့တန်ဖိုးတွေဟာတန်ပေါင်းများစွာလျော့ကျသွားတယ်အိမ်ကြီးတစ်လုံးကအဲ့ဒီတုန်းကတည်းကစီးစိမ်ဥစ္စာတွေပေးရတာအခုဒေါ်လာ900နဲ့ပဲရခဲ့တယ်ရေပေါ်တင်မောတစ်စင်းကဒေါ်လာ3သူညပဲကုန်ကြတယ်ကျွန်တော်ကမရှင်းပြနိုင်တော့အောင်ကဘာပေါ်မှာအချမ်းသာဆုံးလူဖြစ်လာခဲ့တယ်ဒါတော့မှပဲကျွန်တော်မယုံနိုင်သေးဘူးဒါကြောင့်ရွှေဆိုင်တစ်ဆိုင်ကိုတွားဝယ်ဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ဝန်ထမ်းကကျွန်တော်ဝစ်စားတွေကိုမြင်တော့ချက်ချင်းပဲနှင်ထုတ်ဖို့ကြိုးစားခဲ့တယ်အမျက်ဒေါသကိုထိန်းချုပ်ရင်းအကောင်းဆုံးကဘာလဲလို့မေးခဲ့တယ်ရွှေရဲ့ဈေးနှုန်းသူမကတဂရမ်ကိုတပြားနှုန်းလို့ပြောတယ်ကျွန်တော်ထင်ခဲ့တာကသူမကနောက်နေတာလို့ထင်လို့ဒေါ်လာ100ယူပြီးဘယ်လောက်ရွှေဝယ်လို့ရမလဲလို့မေးခဲ့တယ်အဲ့ဒီဝန်ထမ်းကတုံ့လောက်သွားပြီးချက်ချင်းပဲနှိုးဆက်ကိုဖွင့်လိုက်တယ်လုံခြုံရေးဝန်ထမ်းတွေဝင်လာတယ်မကြခင်မှာပဲစိုင်းပိုင်ရှင်ကိုယ်တိုင်လာခဲ့တယ်ကျွန်တော်ဘယ်တော့မှမမြင်ဘူးတလို့မျိုးပုံစံမျိုးနဲ့ငွေကိုမြင်ဘူးတလို့မျိုးသူကမှန်ပီလူးနဲ့ငွေဆက်ကူကိုစစ်ဆေးခဲ့ပြီးကျွန်တော်ကငွေကိုယူပြီးအစစ်မှန်ဘယ်လိုသိနိုင်မလဲဆိုတာသူတို့ကိုပြခဲ့တယ်သူတို့အားလုံးကျွန်တော်ကိုကြောက်ခဲ့ကြတယ်ပိုင်ရှင်ကကျွန်တော်ရွှေဝယ်ဖို့လာတာကိုသိတဲ့အခါသူချက်ချင်းအမိန့်ပေးခဲ့တယ်စိုင်းပိုင်ရှင်ကိုကျွန်တော်ကကျွန်တော်ဇနီးရဲ့ခင်ပွန်းကိုအိမ်ပြန်ခေါ်သွားရမယ်ကျွန်တော်ကကျွန်တော်ဇနီးရဲ့ခင်ပွန်းကိုဖယ်ရှားပြရမယ်ဒါပေမဲ့ကျွန်တော်ဇနီးနဲ့လက်ထပ်ရမယ်ကျွန်တော်ကကျွန်တော်ခင်ပွန်းနဲ့လက်ထပ်ဖို့လက်ထပ်ခဲ့တယ်ကျွန်တော်ကချက်ချင်းပဲသူ့ကိုမိမတယောက်အတွက်စွန့်ခွာနေတဲ့ခင်ပွန်းကကျွန်တော်ကိုမြင်တော့ဝမ်းနည်းခဲ့တယ်ဒါကလက်ထပ်ဖို့ပါသူကကျွန်တော်ကိုအတန်းအစားကွာခြားချက်ကိုပြသဖို့ဆုံးဖြတ်ခဲ့တယ်သူကလူတယောက်ရဲ့အိမ်သူ့ရဲ့ငွေကန်ကောင်းအိမ်နဲ့လူတယောက်လက်ထပ်ဖို့အတွက်သူ့ရဲ့အငိမ့်စားကုန်ကြစရိတ်သူကကျွန်တော်ကိုဒေါသထွက်ခဲ့တယ်သူကကျွန်တော်ကိုအတန်းအစားကွာခြားချက်ကိုပြသဖို့ဆုံးဖြတ်ခဲ့တယ်ပြီးတော့ချက်ချင်းပဲကျွန်တော်ကိုထွက်သွားခိုင်းတယ်ကျွန်တော်ဇနီးကဒါကိုမြင်တွေ့ရတော့စိတ်မကောင်းဖြစ်ပြီးမိခင်နဲ့အတန်းကျဲညှင်းခုန်ခဲ့တယ်သူမကကျွန်တော်ကိုပဲချစ်တာပါငွေမတောင်းပါဘူးလို့ပြောခဲ့တယ်ကျွန်တော်ကလျှင်မြန်စွာနှက်သိမ့်ခဲ့တယ်ဒါကြောင့်ကျွန်တော်ကသူမရဲ့မိခင်ရဲ့လောဘကိုမြင်တဲ့အခါလူချမ်းသာကဂတိပြုထားတဲ့တန်ဖိုးထက်10စာပေးဖို့ဆုံးဖြတ်ခဲ့တယ်မင်္ဂလာဆောင်ကုန်ကြစရိတ်အတွက်လူချမ်းသာကချက်ချင်းပဲရေမောတော့တယ်ကျွန်တော်ဇနီးတောင်မှကျွန်တော်ကိုမယုံခဲ့ဘူးကျွန်တော်လိမ့်နေတယ်လို့ထင်ခဲ့တယ်သူ့မျက်လုံးတွေကစိတ်ပြက်ချင်းတွေနဲ့ပြည့်နေတယ်ကျွန်တော်ကမရှင်းပြခဲ့ဘူးဘာမှမပြောခဲ့ဘူးလက်ကိုပဲပေးခဲ့တယ်လုံခြုံရေးအဆောင်တွေကရွှေတုံးကိုတဲလာနေတယ်လို့ပြောတယ်သူတို့အားလုံးတုံ့လို့သွားတယ်ဒါကြောင့်ကျွန်တော်ကဒေါ်လာ100ယူပြီးကျွန်တော်ဇနီးကိုကျွန်တော်ခင်မွန်းကိုပေးခဲ့တယ်သူတို့ရဲ့အမှုအကျင့်ကချက်ချင်းပြောင်းလဲသွားတယ်သူတို့ကကျွန်တော်တို့ကိုအတူတူနေခွင့်ပြုဖို့သဘောတူယုံတင်မကဘူးလူချမ်းသာကိုလည်းနှင်ထုတ်ခဲ့တယ်ကျွန်တော်ကအဲ့ဒီဖះကိုအရန်ကြကျေးဇူးတင်ခဲ့တယ်သူမကြောင့်ကျွန်တော်ချစ်တဲ့မိန်းကလေးနဲ့နောက်ဆုံးအတူတူနေခွင့်ရခဲ့တယ်သဘောကျရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဒီမှာတော့အမတွေအများကြီးရှိသေးလို့ပါ